ဒါကအရန်ကိုထူးဆန်းတဲ့ရွာတရွာပါပဲဒီမှာအနီရောင်ဆိုရင်ဘာတစ်ခုမှခွင့်မပြုပါဘူးအနီရောင်ပန်းလေးတစ်ပွင့်တောင်မထားရပါဘူးချက်ချင်းခုပြရမယ်မဟုတ်ရင်တေချင်းတရားကိုယူဆောင်လာလိမ့်မယ်ဘာလို့လဲဆိုတော့ရွာအပြင်ဘက်မှာသွေးစာနေတဲ့ဘလူးတကောင်နေထိုင်လို့ပါအနီရောင်ဟာသူ့အတွက်တားမြစ်ထားတဲ့အယောင်ဖြစ်ပြီးအနီရောင်ကိုမြင်တာနဲ့မြင်သမျှလူတိုင်းကိုတက်ပစ်တက်ပါတယ်ရွာသားတွေလည်းဂေးဝါကနေထွက်ခွာလို့မရပါဘူးနယ်နမိတ်ကိုကြော်တာနဲ့ဘလူးကစုပ်ဖြဲပစ်မှာပါဒါပေမဲ့အတီကဒီကောလာဟာလာတွေကိုမယုံကြည်ပါဘူးသူကရွာထဲကနေထွက်သွားယုံတင်မကပဲတောထဲကအနီရောင်ပန်းတွေကိုတစည်းကြီးခူးလာခဲ့ပါတယ်အဲ့ဒီညမှာပဲထူးဆန်းတဲ့အဖြစ်အပျက်တွေစတင်ခဲ့ပါတယ်ညဆောင်တယောက်ကအနီရောင်ဖုံးလွှမ်းထားတဲ့ဘလူးတကောင်ရွာထဲကိုတဟုန်ထိုးဝင်လာတာကိုမြင်လိုက်ရတယ်သူကအတိပေးခေါင်းလောင်းကိုဆွဲလိုက်တယ်ခေါင်းလောင်းတန်ကိုကြားတော့ရွာသားတွေဟာအိမ်တွေကိုအပြေးလွှားပြန်ဝင်ပြီးသူတို့ပြင်ဆင်ထားတဲ့မြေအောက်ခန်းတွေထဲမှာပုံအောင်ကြပါတယ်သူတို့ရဲ့မျက်နှာတွေမှာဘလူးရဲ့ကြောက်မက်ဖွယ်ကောင်းပုံကိုအတိအကျဖော်ပြနေခဲ့ပါတယ်အဲ့ဒီအချိန်မှာအက်တီရဲ့ချစ်သူကတကားဝမှာစိုးရိမ်တကြီးစောင့်နေတုန်းဘလူးကသူ့ကိုတကိုယ်လုံးမျိုးချတော့မဲ့ဆဲမှာအက်တီကအချိန်မီရောက်လာပြီးသူ့ချစ်သူကိုအထဲကိုဆွဲသွင်းလိုက်ပါတယ်သူကတကားကိုပိတ်ပြီးမြေအောက်ခန်းထဲကိုအမြန်ခေါ်သွားပြပုံနေလိုက်တဲ့ဒါပေမဲ့နောက်တနေ့မှာတော့ဘလူးကအက်တီရဲ့တကားပေါ်မှာအမှတ်သားတစ်ခုခြံထားခဲ့တယ်ဒါကသူ့ရဲ့လက်စားချေမှုမပြီးသေးဘူးလို့ဆိုလိုတာပါဘလူးကိုကျေနပ်စေဖို့အတွက်ရွာသားတွေဟာချက်ချင်းပဲရစ်ပူဇုံမှုတွေပြုလုပ်ပြီးသူ့ရဲ့ခွင့်လွှတ်မှုကိုရရှိဖို့မျှော်လင့်ခဲ့ကြပါတယ်။အဲ့ဒီညမှာဘလူးထပ်မပေါ်လာတော့ပဲရွာလဲခဏတာပြန်လဲတည်ငြိမ်သွားခဲ့ပါတယ်။